တော်လူကြီးမင်းများရှင်အခုတစ်ခါကြီးညာပြီးမှာကတော့2025ခုနှစ်အတွက်အကောင်ဆုံးမျိုးသမီးဆက်ဆောင်စုနဲ့အကောင်ဆုံးမျိုးသမီးဆက်ဖို့စုကိုကြီးညာပြီးမှာပဲဖြစ်ပါရဲ့ရှင်2025ခုနှစ်အတွက်အကောင်ဆုံးမျိုးသမီးဆက်ဆောင်စုကိုအာကအမျိုးသမီးဆိုတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်သွားတဲ့အေတင်ကိုမှရရှိသွားပါရဲ့ရှင်ဒီဇာတ်ကားမှာမအေတင်က3နာရီစောင့်နေမယ်စိုက်ရှိရောက်ပြီးနင်ပြောတဲ့စကားလုံးချင်းစီတိုင်းကိုနင်တာဝန်ယူရမယ်စရဲဆိုတဲ့နေရာတွေမှာအထီးမကြီးဖြစ်၎င်းမိန်းမကောင်းတယောက်အဖြစ်၎င်းစကားကိုရဲဝံ့စွာပြောဆိုခဲ့တာကြောင့်ဒီစုကိုထိုက်တန်ရရှိသွားပါတယ်ရှင်ခုတစ်ခါကြီးညာပြီးမှာကတော့ဇက်ပိုးစုပဲဖြစ်ပါရဲ့ရှင်2025ခုနှစ်အတွက်အကောင်ဆုံးအမျိုးသမီးဇက်ပိုးစုကိုတကဘာလုံးနဲ့တရားဆိုတဲ့ဇာတ်ကားနဲ့သမီးဆိုမှထိုက်တန်ရရှိသွားပါတယ်ရှင်ဒီဇာတ်ကားမှာသမီးဆိုဆိုရင်ဖြင့်ဝါမရှိပဲဝီးလုံခြင်းသူများအကြောင်းများကိုတိမတိစောက်ဖောင်းထုတတ်ခြင်းရှေ့တစ်မျိုးကိုရတစ်မျိုးပြောဆိုတတ်ခြင်းခုနှစ်ရဲ့တာသမီးများကိုရုပ်မာတဲ့စိတ်နဲ့ဒုက္ခရောက်အောင်တမင်ဖန်တီးတတ်ခြင်းဆိုတဲ့နေရာတွေမှာပြီးပြင်းစွာတရုပ်ဆောင်ခဲ့တဲ့သမီးဆိုကတော့အခုလိုမျိုးဇက်ပိုးစုကိုရရှိသွားတာပဲဖြစ်ပါရဲ့ရှင်သမီးဆိုရဲ့မိတ်ကပ်ကိုတော့ဖြူလေးနဲ့လူချစ်လူခင်အရန်ပေါ်တော့မိုးလေခုတ်ကလုံးမှရရှိသွားပါတယ်ရှင်